စီချနေပြီးတော့ဝယ်လိုက်တလုံးဝယ်တလုံးလက်ဆောင်ဆိုလို့ဒါပေမဲ့စိုက်ကတော့တော့20နဲ့24လမ်းမှာနှလုံးပါတော့တစ်လုံးထဲမှာလုံးထက်တယ် case နှလုံး990ပန်းနေတန်းနေကွာဆိုဝယ်ချလိုက်မကြောင်ပြန်တော့မယ်ဆိုတော့ဟိုမှာပြည်တွင်းမှာထိုင်းပစ္စည်းပြက်နေတယ်ဆိုတော့ဘာလဲစီရီဆက်ပြမှုနေပေါ့နော်အမောငွေစီတွေဘာတွေညာတွေပေါ့ဝယ်ပြီးသွားပြီဆိုတာပြန်မယ်ပေါ့နော်ဒီနားမော်ဒယ်တစ်ခုမှတဲမယ်ပေါ့တဲပြီးရင်ဒီမြန်မာနိုင်ငံမြောက်ပိုင်းထိုင်းနိုင်ငံမြောက်ပိုင်းဒီဒေသကိုနှုတ်ဆက်တော့မယ်ပေါ့ရှမ်းကိုပြန်တော့မယ်ပြန်လျှောက်တော့အောင်